ဆိုရင်တော့ကျွန်တော် Aircon Station ကနေပြီးတော့ Icon ဆက်ရအောင်တောင်းမှာဖြစ်ပါတယ်ဒါကတော့30လောက်ပြောင်းစီရမယ်လို့ထင်တယ်ပေါ့နော် Icon ဆက်ရကဘာလဲဆိုရင်ဒါအခုမြင်နေရတဲ့ shopping mall ပဲဖြစ်ပါတယ်အရန်လှပါတယ်ဘန်ကောက်ထဲမှာအလှဆုံး shopping mall လို့တော့ပြောလို့ရတယ်ပေါ့နော်ပြီးရင်သူက World Bus number 3 ရတာဖြစ်တယ်ဆိုတော့ဒါတော့ Icon ဆက်ဖြစ်ပါတယ်ကျွန်တော်အဲ့ကို boat trip နဲ့တောင်းမှာဖြစ်ပါတယ်ဆိုတော့ vlog လေးကိုစိတ်ဝင်စားဆိုရင်စုံကြည့်ပေးကြပါဦးသွားနေတော့တောက်ပါမယ်ဟိုလက်ရှိကတော့ Aircon Station မှာပါကျွန်တော် Aircon ကိုဘယ်လိုရောက်လာလဲဆိုရင်ဒီ Aircon BTS နားမှာ Park Mark ဆိုရဲဒီ Park ပေါင်းဆိုင်တစ်ဆိုင်ရှိရပေါ့နော်ကျွန်တော်အဲ့ဆိုင်ကိုအရန်စားချင်တာအရန်စားချင်ဆိုတော့အဲ့ဆိုင်ကိုအစ plan ထားတာတော့အဲ့ဆိုင်ကိုကျွန်တော်သွားစားမယ်ပေါ့နော် Icon ဆရမ်းဘက်ကိုမသွားတော့ဘူးနောက်ဘန်ကောက်ရောက်ဖြစ်တဲ့အခောက်ကြမှာပဲသွားရမယ်လို့ဆုံးဖြတ်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်သူတို့ဆိုင်ရ9နိုင်ပိတ်တာပေါ့ဗီဒီယိုထဲမြင်တဲ့အတိုင်းပဲကျွန်တော်အရန်ဟိုမှာ rush ဖြစ်နေရပေါ့နော်တော်တော်မှတော်နဲ့သွားနေတာဆိုင်ပိတ်သွားရမှဆိုလို့ပေါ့နော်ရောက်ပိတ်သွားတယ်ပေါ့နော်တကယ်ကိုပိတ်သွားတယ်9နိုင်3မိနစ်ပါကျွန်တော်ရောက်သွားတယ်ပေါ့နော်ဆိုင်ရပိတ်သွားပြီဆိုတော့နောက်နေ့မှပဲသွားရတော့မှာပေါ့နော်ဆိုတော့နောက်နေ့ကျရင်ကျွန်တော်ကပြန်တော့မှာဆိုတော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်းအနေစိတ်ညစ်ညစ်နဲ့အဲ့ Park Mark ဆိုင်ကနေထွက်လာပြီးတော့ငါဖယ်သွားရင်ကောင်းမလဲဆိုစဉ်းစားတဲ့အခါမှာ Icon ဆရမ်းကိုတော့ဖြစ်လာပဲဖြစ်ပါတယ်တော့ယထာလာပြီပေါ့နော်အဲ့ဒါတော့ကျွန်တော်စီးရမယ့်ယထာကျွန်တော်ရှိရတဲ့ဘူတာကတော့အကမိုင်းနေပြီးတော့ကျွန်တော်ဆရမ်းထိစီးရမှာဆိုတော့အခုရောက်သွားတဲ့နေရာကတော့ဒါဆရမ်းဘူတာပေါ့နော်ဆရမ်း station ရောက်သွားတာသူကဆရမ်း station ကနေပြီးတော့ကျွန်တော်တခြားပေါ့နော်စီလုံဆိုတဲ့BTS line ကိုထပ်ပြီးပြောင်းပြီးစီးရတယ်ဒီစီလုံ BTS line ကနေပြီးတော့ကျွန်တော် Sapan Taxing ဆိုတဲ့ဒီ BTS station ဒီကျွန်တော်စီးရမှာပေါ့နော်ကျွန်တော်ကတော့20လောက်စီးလိုက်ရတာပေါ့နော်ကျွန်တော် Aircon ကနေပြီးတော့ဆရမ်းမှာတစ်ခါဆင်းတယ်ဆရမ်းကနေပြီးတော့စီလုံ line နဲ့ Sapan Taxing ဒီတစ်ခါစီးလိုက်ရတယ်ပေါ့ဆိုတော့အခုကတော့ဒါ Sapan Taxing ဆိုတဲ့ဒီ BTS station ရောက်ပြီဒါတော့အောက်ဆင်းရှိမှဆိုရင်မြင့်ကိုလှမ်းမြင့်နေရပြီပေါ့နော်ပြီးရင် BTS station နဲ့အောက်ဆင်းသွားပြီးတော့ဒါစိုင်းရရှိရဗျာအဲ့လိုမျိုးသူတို့ဒီ boat ferry ရောင်းတဲ့ ticket office ကပဲမှာလဲဆိုတဲ့ဟာကိုစိုင်းနေကြည့်ပြီးတော့ကျွန်တော်သွားလိုက်တယ်အရင်ခက်ကြီးမဟုတ်ဘူးပေါ့နော်ဒါတော့ ticket office မှာ ticket မဝယ်ခင်ပေါ့နော်သူတို့ရဲ့ကြောက်ဖျားမြစ်ထဲကနေပြီးတော့မြစ်ထဲကိုမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ပေါ့နော်အရန်လှပါတယ်ဒါတော့ ticket office ဖြစ်ပါတယ်ဒါတော့ ticket အချိန်စရာပေါ့နော်ကျွန်တော်အချိန်စရာလေးလည်းပြထားပေးမယ်ပြီးရခါကျရင်ဈေးနှုန်းပေါ့နော်ဈေးနှုန်းကတော့ Sapan Taxing ကနေပြီးတော့ဒီ Icon ဆရမ်းထိဆိုရင်8 baht ရှိပါတယ်ဒါတော့ boat ferry ရှိကိုတွားနေတဲ့လမ်းပဲဖြစ်ပါတယ်ပေါ့နော်တခြားခက်ကြီးတော့လမ်းပြောက်တာမျိုးတွေမရှိဘူးသူ့မှာပြထားတဲ့ sign တွေကလည်း very အလုံးဝ clear ဖြစ်တယ်ပေါ့နော်အဆင်ပြေပေါ့ဟိုကျွန်တော်တို့ first time တွားတဲ့သူတော့မှအရင်ခက်မဟုတ်ဘူးပေါ့ဗျာဒါတော့ဒါကျွန်တော်တို့တွားမယ်boat ferry ဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့နောက်ကျနေတဲ့ခါကျတော့နောက်ဆုံးဖြစ်နေတာဆိုတော့တခြားသူတွေကတော့အမှမြင်တဲ့အတိုင်းပဲနေရာရနေကြပြီပေါ့နော်ဆိုတော့ကျွန်တော်ကအမြန်တော်လေးသွားလိုက်တယ်နောက်ဆုံးမှကျွန်တော်ရောက်သွားတာပေါ့နော်အဲ့မှာကန်ကောင်းချင်တော့ကျွန်တော်ဘေးမှာဝင်ထိုင်တယ်ပေါ့ဗျာထိုင်လိုက်တဲ့အချိန်မှာဖြစ်လဲဆိုရင်အဲ့ဘေးမှာအကိုတယောက်ပေါ့နော်အဲ့အကိုကတခြားဘာနိုင်ငံသားလဲတော့မသိဘူးသူ့ကိုကျွန်တော်ကအကူကြီးတောင်းလိုက်တာပေါ့နော်ကျွန်တော်ဒီဘက်မှာဗီဒီယိုလေးရိုက်ချင်လို့ဒီဘက်မှာ first time လာတာဖြစ်လို့ပါထိုင်လန် first time လာတာဖြစ်တယ်အဲကြောင့်ကျွန်တော်ဒီမှာ Icon ဆရမ်းကို boat ferry ပေါ်နေပြီးတော့ဗီဒီယိုလေးရိုက်ချင်လို့ကျွန်တော်ဒီဘက်တောင်ဆုံးလေးမှာထိုင်ချင်လို့ဆိုပြီးခွင့်တောင်းလိုက်တဲ့အခါမှာသူကလည်း okay ရဲ့အဆင်ပြေရဆိုတော့နေရာချိန်ပြီးရပေါ့နော်အဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုတွေကို landscape အနေနဲ့ပြောင်းပြီးရိုက်တာဖြစ်တဲ့အတွက်Icon ဆရမ်းရဲ့အလှကို boat ferry ပေါ်ကနေ landscape အနေထားလေးနဲ့ပြောင်းပြီးတော့ကြည့်ရှုခန်းစားလို့ရပါပြီအရှိမဆိုရင်တော်တော်လေးဟိုမှာလှတယ်ပေါ့နော်လှတဲ့အပြင်ဟိုမှာဘယ်လိုခေါ်မလဲကျွန်တော်ကဘန်ကောက်ရောက်ပြီဆိုရင်ကျွန်တော်အသွားကျင်ဆုံးနေရာ Icon ဆရမ်းမယ်ပေါ့နော်ဟုတ်ဆိုကျွန်တော်ဗီဒီယိုထဲမှာတွေ့ဘူးတယ်ပေါ့နော်အရန်ဟိုမှာလှတဲ့အပြင်ဟိုမှာကျွန်တော်အဓိက shopping ထွက်ချင်တာမဟုတ်ဘူးဒီ boat ferry ပေါ်ကနေပြီးတော့ Icon ဆရမ်းရဲ့အလှကိုဒီသူတို့ရဲ့ကြောက်ဖျားမြစ်ထဲကနေပြီးတော့ကြည့်ရှုခံစားချင်တာပေါ့နော်ဆိုတော့နောက်ဆုံးတော့ကျွန်တော်ရဲ့အဲ့ဆန္ဒလေးပြည့်သွားခဲ့ပြီပေါ့နော်အရန်လေးလှတယ်ကျွန်တော်ရဲ့ဒီဖုန်းနဲ့ဗီဒီယိုကတော့ကျွန်တော်မျက်စိနဲ့မြင်တွေ့ခဲ့အလှကိုမိမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဖော်ပြလို့လည်းရမှာမဟုတ်ဘူးဒါပေမဲ့တကယ်ဟိုမှလှတယ် building ကအကြီးကြီးပဲကျွန်တော်သိထားလောက်ဆိုရင်အဲ့ shopping mall ကဒီ World Bus number 3လောက်ရှိတယ်ပေါ့နော်ဒါသူတို့ရဲ့ဒီ front space မှာလည်းအဲ့လိုမျိုးပြထားတယ်ပေါ့နော်ဒါသူတို့ဗာလဲ best shopping mall number 3 best shopping mall in the world ဆိုလာမသိဘူးကွာဆိုတော့တကယ်လည်းမိုက်တယ်ဟို
ဒါအခုမြင်နေရတဲ့ဟာတော့ဒါ icon 10ပဲဖြစ်ပါတယ်အဓိကသူတို့ထိုင်းနိုင်ငံအဓိကမြစ်ဖြစ်တဲ့ကြောက်ပြားမြစ်ထဲကနေပြီးတော့boat trip ပေါ်ကနေမြင်ရတဲ့ဒီ icon 10ရဲ့ view ပဲဖြစ်ပါတယ်တော်တော်ကိုလှတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဆန္ဒတစ်ခုတော့ပြည့်မြောက်သွားပြီပေါ့နော်ကျွန်တော်ဘန်ကောက်ရောက်ပြီဆိုရင်icon 10ကိုလေပွားနေပြီးတော့မြင်ရတဲ့အလှကိုငါခံစားမယ်ဆိုပြီးတော့ကျွန်တော်တွေးရခဲ့တာပေါ့နော်အခုတော့ပြည့်သွားခဲ့ပြီပြီးတဲ့ခါကျရင်ကျွန်တော် icon 10မှာဒုတိယချက်ကဘာလဲဆိုရင်ဒီသူ့ရဲ့အဲ့မှာရှိရ restaurant ပေါ့နော်ကျွန်တော်ထင်တာအပေါ်ဆုံးတက်လာဘယ်ထက်လဲတော့မသိဘူးပေါ့ဗျာအဲ့အလော်မှာရှိရ restaurant ကိုအရန်သွားချင်တယ်အဲ့မှာတက်ပုံလေးရိုက်ချင်တယ်ပေါ့နော်ညနေပိုင်းနေဝင်စီးစားအလှရဲ့ဒီကြောက်ဖျားမြင့်ရဲ့နောက်ခံထားပြီးတော့အလှအောင်မျိုးကျွန်တော်အရန်ဟိုမှာခန်းစားကြည့်ချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတော့နောက်တစ်ခေါက်ဘန်ကောက်ရောက်ပြီးတဲ့အခါကျမှပဲ try လုပ်မယ်ပေါ့နော်ဒါကတော့ tourist cruise တွေပေါ့နော်ကျွန်တော်ထင်တာဘတ်တစ်ထောင်ဝန်းကျင်တော့ရှိလိမ့်မယ်အပေါ်မှာတင်တာတွေပါစားလို့ရတယ်ပြီးရင်သူတို့ကြောက်ပြားမြစ်ထဲကနေပြီးတော့ဒီ icon 10ရဲ့အလှရောတခြားပေါ့နော်ဖျားတွေတခြားအလှတွေကိုခန်းစားလို့ရတယ်ပေါ့နော်ဒီ tourist cruise တွေကနေပြီးတော့ဆိုတော့ကျွန်တော်တော့ဒီရိုးပဲဒီ ferry ပေါ့နော် boat ferry ပေါ်ကနေပြီးတော့ပဲကျွန်တော် icon 10ကိုသွားခဲ့ပါတယ်အခုဆိုရင်တော့လျှက်ကန်းကိုကတ်လိုက်ပြီးကျွန်တော်ဒီရှောက်လန်းနေအတိုင်းပဲလိုက်သွားလိုက်တယ်ပေါ့နော်လူတွေနောက်ပဲလိုက်သွားလိုက်တယ်ဆိုတော့အဲ့တော့အရှိမဆိုရင်တော့ကျွန်တော် icon 10ကိုမြင်နေရပြီဒါတော့သူတို့ရဲ့Christmas decoration ပေါ့နော်ဆိုတော့အရန်လှပါတယ်ဒါသူတို့ရဲ့ building ပေါ့နော်လုံးဝအကြီးပဲကွာလုံးဝ heavy ပဲကျွန်တော်လုံးဝဟိုမှ so amazing ပေါ့နော်ကျွန်တော်အသွားချိန်ဆုံးနေရာလည်းဖြစ်တယ်လုံးဝဟိုမှကျွန်တော်ရောက်သွားခဲ့ပြီပေါ့နော်ကျွန်တော်တယောက်တည်းသွားခဲ့တာဖြစ်တဲ့တော့ပို့ပြီးတော့ဟို exciting ဖြစ်တယ်ပေါ့ဗျာပြီးတော့ဒါကျွန်တော်ရဲ့ first time trip လည်းဖြစ်တယ်ဘန်ကောက်ကိုဒါပေမဲ့ငါဘလို့ပဲခက်ခဲရှိရင်ငါရောက်အောင်သွားမယ်ဆိုပြီးတော့ကျွန်တော်ရောက်သွားခဲ့ရပါပေါ့နော်ဒါတော့သူတို့ရဲ့ building အထဲရောက်ပြီပေါ့နော်ကျွန်တော် building ထဲရောက်သွားပြီဒါတော့သူတို့ရဲ့အလွှာတွေပေါ့ဗျာဒီတိုင်းပဲဘာရမဟုတ်ပေါ့သူတို့ရဲ့ architecture ကိုလည်းသဘောကျလို့ပေါ့နော်ရိုက်လာခဲ့ရပါဆိုတော့ညီတဲ့အတိုင်းပဲပေါ့နော်ဒါကျွန်တော်3ပုံတော့မဟုတ်10ပုံတော့ပဲရှိအောင်ပဲဗျာကျွန်တော်ပြတဲ့ဟာလေးတွေကလေတကယ်တမ်းအဲ့အလွှာတွေတိုင်းကိုပြီးအောင်ပတ်ဖို့ဆိုတာလေအိုးတော်တော်ကြာရပေါ့နော်ဒါတော့ကျွန်တော် Apple showroom ဖြစ်ပါတယ်ဒီ icon 10ရဲ့second floor first floor ဒီအမှ Apple showroom ကိုကျွန်တော်ဝင်ကြည့်ရပေါ့နော်အရန်မိုက်ပါတယ်ဒီသူတို့ရဲ့ strap လေးအရန်ကြိုက်တယ်ပြီးရခါကျရင်ဒါသူတို့ရဲ့အပြင်ထွက်လိုက်ပြီဆိုရင်မြင်ရတဲ့ view ဖြစ်ပါတယ်ဒါ Apple showroom ကနေပါအပြင်ထွက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါသူတို့ရဲ့ building ဘယ်လောက်ကြီးလဲဆိုတာအမှခံမှန်းကြည့်လိုက်တော့ဗျာအရန်မှာ stunning ဖြစ်တယ်ဗျာတကယ်ကိုမိုက်တယ်ကျွန်တော်အရန်သဘောကျတယ်ဒါတော့မှအပေါ်အလွှာတွေရှိသေးတယ်ဗျာကျွန်တော်coffee sign တွေခြား restaurant တွေရှိတယ်ဗျာဒါပေမဲ့အလွှာတွေကတော့အများကြီးပတ်ဖို့ကြံခဲ့တယ်ပေါ့နော်ကျွန်တော်ကအဓိက icon 10ရောက်လာတာဒီသူတို့ရဲ့6ပြားမြက်ထဲကနေပြီးတော့ပဲဒီ icon 10ရဲ့အလောက်ခန်းစားချင်တာပေါ့နော်ပြီးရဲ့အခါကျရင်ဒီသူတို့မှာရှိရဲ့ ground floor မှာရှိရဲ့ပေါ့နော် floating market မှာမုတ်စားချင်တယ်ပေါ့နော်မုတ်လေးပါလေးစားပြီးတော့အိမ်ပြန်မယ်ပေါ့အဲ့လိုတွေတွေးထားခဲ့ရဆိုတော့ကျွန်တော်သူတို့ ground floor မှာရှိရဲ့ floating market လေးမှာမုတ်တွေစားခဲ့ပါတယ်ဆိုတော့အဲစားခဲ့တဲ့ vlog လေးကိုလည်းပတ်တိုးနေနဲ့တင်သွားပေးပါမယ်ဆိုတော့အဲ vlog လေးကြိုင်လည်းအားပေးပါအောင်ခင်ဗျာဒါကတော့ကျွန်တော် icon 10ကနေပြီးတော့7 testing ကိုပြန်နေပြီပေါ့နော်ဆိုတော့အဓိကတော့ဗျာပြောချင်တာicon 10ကိုဒီလိုမျိုးလှေပွားနေပြီးတော့ကြည့်ရတဲ့အလှဘာနဲ့မှလဲလို့မရဘူးပေါ့နော်အရန်လှတယ်ဆိုတော့အဲ့ experience ကိုသွားပြီး try ကြည့်ကြဖို့အတွက် recommend လုပ်ပါတယ်ဘန်ကောက်ရောက်ပြီဆိုရင်မဖြစ်မနေသွားမယ် shopping mall တစ်ခုထဲမှာပါပါတယ်အရန်လှပါတယ်ဆိုတော့ဒီလို BTS ကနေပြီးတော့သွားလို့လည်းရပါတယ်ပြီးတဲ့ခါကျရင်ဒီကြောက်ဖျားမြစ်အတိုင်းပေါ့နော်သွားလို့လည်းရပါတယ်တခြားသူ့မှာလှေကိတ်တွေရှိရပေါ့နော်ဆိုတော့တခြားနည်းလမ်းတွေတော့ကျွန်တော်မသိဘူးပေါ့နော်သွားလို့ရတဲ့သူတွေရှိရင်လည်း comment မှာသွားခဲ့ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်